ကုန်ယူပါတယ်မိပြတ်သွားရင်တငယ်ချင်းတွေကိုမန်းရှင်းခေါ်ပြီးအတူရှိနေပါစေလိုက်နာရမယ်စီကံတွေကနံပါတ်6ကိုမဖြစ်မနေလိုက်နာပါစီကံနံပါတ်1မိပြတ်သွားတဲ့အချိန်မလှုပ်ပါနဲ့စီကံနံပါတ်2မိပြတ်လာတဲ့အချိန်နေရာမပြောင်းပါနဲ့နေရာပြောင်းသွားရင်တင်တော့မဟုတ်တော့ပါဘူးစီကံနံပါတ်3မိပြတ်ပြီးပြန်လာတဲ့အချိန်လူမရေတော့ပါနဲ့ရှည်တော့မီလို့လူပိုရှိနေရင်တိတ်တိတ်နေပါစီကံနံပါတ်4မိပြတ်လာတဲ့အချိန်တင်တော့ကိုလက်မကြည့်ပါနဲ့စီကံနံပါတ်5မိပြတ်တိုင်းအတန်မထောက်ပါနဲ့မပြေးပါနဲ့တင်အတန်ထွက်ရင်တို့တီးတော့ပါလိမ့်မယ်စီကံနံပါတ်6မိပြတ်လာတဲ့အချိန်တင်နဲ့တူတဲ့သူကိုတွေ့ရင်မလှုပ်ပါနဲ့သူကိုစကားတော့မပြောပါနဲ့မတီးတလို့နေပါမဟုတ်ရင်နောက်တစ်ချိန်မိပြတ်တဲ့အချိန်မှာတင်နဲ့တူတဲ့တယောက်တင်ပေးနာရောက်လာပါလိမ့်မယ်ကံကောင်းပါစေ